ဒါဘာမောက်ကြီး မဟုတ်ပါဘူးလေ မောက်ရဟိုပါပဲကြီးလေဟုတ်တယ်လာငါရ မဟုတ်ထားမဟုတ်ထားရနေတာမဟုတ်လိုက်တာ 不考虑。嘿，好嘛，够用啊！မနက်ဖြန်တောင်မုံချွေးတော်တုံပွဲအတွက်အမေတို့ပြင်ဆင်သက်ရှိတယ်ပြင်ဆင်ဖို့သွားပါမယ်။တောင်မုံနဲ့ဝင်လမ်းတစ်လျှောက်မှာတော့တောင်းတဲ့လူတွေအများကြီးရှိပါတယ်။တောင်းတဲ့လူတွေအများကြီးရှိရတဲ့အကြောင်းရင်းကတော့သိကျင်တယ်ဆိုရင်နောက်ဗီဒီယိုမှာကျွန်တော်ရှင်းပြပေးပါမယ်။လူကျင်တဲ့လူတွေကအကျွေးတွေအများကြီးဆောင်းတော့ဖို့တော့လိုမယ်ဗျ။ကားရမယ့်နေရာရောက်ပြီဆိုတာနဲ့လမ်းဆင်းလျှောက်ပါပြီ။လမ်းတစ်လျှောက်ဖေးဆိုင်တွေနဲ့မုတ်ဆိုင်တွေအများကြီးကိုတွေ့ရမှာပါ။တောင်မုံမှာတော့ပေါ်ဆုံးရတယ်တဲ့ကဘာလဲဆိုတော့ဖေးကြရပါတော့။ဆိုတော့လေဒီနေ့ကချွေးတော်သုံးနေမဟုတ်လို့လူကတော့တိတ်မစီကားဘူးဗျအခုမြင်နေရတာကတော့ကိုရိုးကိုလေကြည့်ရတာကသမားရုံးဝင်ဆူတောင်းပေးမဲ့ဆော့ဖ်ဝဲအားကြီးတဲ့ချိုးကတော့တော်တော်များများအသိတာတော့အောက်တစ်ချက်လွတ်ခဲ့ရအောက်တစ်ချက်လွတ်တမိုင်းသိရမယ်နောက်မှရှင်းပြကိုရင်တွေကကလေးတွေကရှက်ပလန်နဲ့စောင့်နေကြပါတယ်ဒါကတော့တမိုင်းဝင်အောက်တစ်ချက်လွတ်နေရာလေးပါဖျားကနေထွက်ပူပါမယ်လို့နန်းစာကိုမပြန်ခင်ဝင်လိုက်ပါတယ်။နောက်ပတ်ညရင်တော့ချိုးတော်တုံးပွဲဘလောက်စီချောင်းကိုထပ်ပြပေးမှမလို့အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်ဗျ